အားပြည့်ချူရည်တွေကတကယ်အားပြည့်စေရလားဒီထဲမှာဘာတွေပါလဲကျမ်းမာရေးပုံမှာဘယ်လိုသက်ရောက်မှုတွေရှိလဲအသေးစိတ်လေ့လာကြည့်အောင်ဒီနေ့ဗီဒီယိုမှာအားပြည့်ချူရည်ပေါ့နော်အားပြည့်ချူရည်ထဲမှာဘာတွေပါလဲခန္ဓာကိုယ်ပေါ်မှာဘယ်လိုသက်ရောက်မှုရှိလဲဆိုတော့ကျွန်တော်လက်တွေ့ပြပေးမယ်နော်ဒါကကျွန်တော်တို့မြန်မာပြည်မှာတော်တော်တောက်ကြတဲ့ sharp ဘူးငမန်းချူရည်ဘူးပေါ့ဗျာကြည့်ကြည့်အောင်ဘာတွေပါလဲသူမှကြည့်မယ်ဆိုရင်ဒီမှာနော်တကြားပါတယ်တွေ့လားတကြား43 gram ဆိုတော့လက်ဖက်စားစုံနဲ့17စွန်းနီးပါးပါတယ်ဆိုတော့များတယ်လို့ပြောလို့ရတာပေါ့ဗျာပြီးလို့ရှင်ဗီတာမင် B6 ဗီတာမင် B12 niacin ပါညာထားတွေပါတယ်ဒါတွေကြောင့်လန်းဆန်းစေတယ်အထူးသဖြင့်အဓိကပါဝင်ပစ္စည်းကတကြားနဲ့ကဖိန်းဗျဒီမှာတွေ့ရနော်ကဖိန်းတက်နဲ့မတည့်သူများကလင်းငယ်များကိုဝင်ဆောင်များတောက်သုံးရန်မသင့်ပါတဲ့โอเคနော်တကြားပါတယ်ကဖိန်းပါတယ်ဒါက shark ဘူးကျွဲရိုင်းမှာရောဘာတွေပါလဲကျွန်တော်တို့ကြည့်ကြည့်အောင်โอเคဗျာဒီမှာကျွဲရိုင်းမှာလည်းအားလုံးကြည့်မယ်ဆို sucrose 42 gram ဆိုတာ sucrose ဆိုတာတကြားနော်ဟိုရက်ကဗီဒီယိုလုပ်တော့ဒီတယောက်ကပြောတာဗာလေဒီချိုရီထဲမှာလည်းတကြားမပါဘူးတဲ့ sucrose နဲ့ထည့်ပြီးလုပ်တာလေ sucrose ဆိုတာတကြားဒီမှာ42 gram ဆိုတော့17စွန်းနီးပါးပါတယ်ပြီးလို့ရှိရင်ဒီမှာ vitamin တွေပါတယ် okay taurine ဆိုတော့ amino acid လန်းဆန်းတက်ကြွစေတယ်ဒီမှာလည်းလိုပဲသူကတော့တေချာလေးရေးပေးထားတယ်နော် caffeine တက်သည်တဲ့အိမ်မပျော်ခြင်းကိုဖြစ်စေပြီးနှလုံးခုန်နှုံးကိုလည်းညံစေနိုင်ပါသေးတယ်ကဲတွေ့ပြီနော်တကြားပါတယ် caffeine ပါတယ်ဒါကကျွဲရိုင်းဗျာဆိုတော့ဒီမှာပေါ့ဗျာကျွဲစိမ်းမှာရောဘာတွေပါလဲကြည့်ကြည့်အောင်ဗျာကျွဲစိမ်းမှာလည်းဒီမှာတော့ဗီတာမင်တွေပါတယ် sugar 20 gram ဆိုတာဒီကောင်တွေနဲ့ဒီမှာကျွဲရိုင်းနဲ့ shark နဲ့ရှင်တော်တော်လေးနည်းတယ်လို့ပြောလို့ရတယ်နော်20 gram ဆိုဒါပေမဲ့များတော့များသေးရဗျာ20 gram ဆိုတာဒီမှာလည်းသူရေးထားတယ်နော်ဒီမှာ taurine ပါတယ်ဆိုတော့ taurine ရဲ့ amino acid လန်းဆန်းတက်ကြွစေတယ်သူကလည်းသေချာရေးပေးထားတယ်နော်ဒီမှာတွေ့လားကိုဝင်ရှိသူများကလေးငယ်များကဖိန်းတက်နဲ့မတဲသူများတောက်သုံးရမသိမှာတဲ့โอเคဗျာလီပိုကြည့်မယ်ဗျာလီပိုလည်းဒီမှာသူရေးထားတယ်နော်ကလေးငယ်များကိုဝင်ရှိသူများကဖိန်းတက်နဲ့မတဲသူများတောက်သုံးရမသိမှာတဲ့ဆိုတော့တကြားဘလောက်ပါလဲကြည့်ကြည့်အောင်ဗျာတကြားသူ12 gram ပဲပါတယ်ဒီအခုပြောသမျှထဲမှာလီပိုကတကြားအနည်းဆုံးလို့ပြောလို့ရတယ်နော်12 gram ဆိုတော့လက်ဖက်စားစုံနဲ့3စွန်းဗျာဗီတာမင် B6 ပါတယ်ဗီတာမင် B12 ပါတယ်ဒီမှာကဖိန်းတော့ကဖိန်းဘယ်လောက်ပါလဲဆိုတာရေးထားတယ်50 mg ဆိုပြီးရေးထားတယ်ဆိုတော့ဒါတော်တော်ကောင်းတယ်သေးချာလေးရေးပေးထားတယ်နော်ဒီမှာအညွန်းပါတယ်နော်ဘယ်သူတွေမတော့အောင်လဲဆိုတာရေးပေးထားဆိုတော့ကောင်းတယ်လစ်ပိုကသေးချာလေးရေးပေးထားတယ်ကျွန်တော်တို့ရဲ့ speed ပေါ့ဗျာ speed မှာဘာတွေပါလဲကြည့်ကြည့်အောင်နော် okay ကဲ speed မှာလေ့လာမယ်ဆိုရင်ကြည့်လိုက်ဗျာဒီမှာဆိုရီယမ်ဆိုတာစားဗျာနော်ဒီမှာကျွန်တော်တို့တကြား sugar 42 grams ဆိုတော့ like လက်ပတ်စားစုံနဲ့10စွန်းကျော်ပါတယ်ဆိုတော့ဒီထဲမှာလေတကြားအများကြီးပါတာကဘာတွေလဲ